ရှင်ဆက်ကဟာမရေရဘူးလို့စောမင်းထွန်းကပြောပါတယ်နိုင်ငံတကာတွင်ပြသလျက်ရှိတဲ့ကြီးမားတဲ့အောင်မြင်မှုရရှိထားတဲ့ဒရိုက်တာကိုပေါရိုက်ကူထားပြီးမင်းမော့ကောဦးဆောင်ပါဝင်တရုပ်ဆောင်ထားတဲ့ပြုံပြုံလေးတော်လန်ရုပ်ရှင်ဟာမရေရကြောင်းဗိုလ်ချုပ်စောမင်းထွန်းမှစစ်တပ်ပိုင်းရုပ်သံကတစေပြောကြားခဲ့ပါတယ်ပြုံပြုံလေးရုပ်ရှင်ဟာလက်ရှိပြည်တွင်မှာရိုက်ကူရုပ်တင်ပြသလျက်ရှိတဲ့မြန်မာဇာတ်ကားများရဲ့အည်သွေးကိုမမီကြောင်းမိမိတို့မြန်မာဇာတ်ကားများဟာစလဲဆုံးဟာကွက်မရှိအောင်တဘောတော့ရေမွန်နေရပြီးပြုံပြုံလေးရုပ်ရှင်ကတော့စင်ရဲချိုတက်တဲ့မိသားစုတစုအိမ်မှာချက်တဲ့စီမပါဆာမပါတဲ့ပေါ့ပြက်ပြက်ဟင်းတဲ့ကွက်သားဖြစ်တယ်လို့စောမင်းထွန်းကပြောပါတယ်နိုင်ငံခြားမှာပြတဲ့ပွဲတိုင်းယုံပြည့်ယူရှန်စဆိုတာလည်းမဖြစ်နိုင်ပါဘူးတစ်ဖက်မှာရှိတဲ့ lobby တွေရဲ့တက်တက်အောင်ချောင်းတာပဲဖြစ်ဖို့များတယ်စဉ်းစားကြည့်လေကျွန်တော်တို့နိုင်ငံကဒိတ်ဒိတ်ကျသရုပ်ဆောင်တွေအများကြီးရိုက်ထားတဲ့ရုပ်ရှင်လေးတွေကထိုင်းမှာတွားပြတာတော့ဆောက်ရှက်ကွဲလာတာသူတို့မင်းသားတယောက်ထဲပါတဲ့ပြုံပြုံလေးဆက်ကဘာမို့လို့လဲပြီးတော့ရေရတာလည်းမဟုတ်ဘူးလို့ဇွန်မင်းထွန်းကပြောပါတယ်အဲ့ဒီရုပ်ရှင်ကိုနိုင်ငံတကာမှာပပြနေတယ်ဆိုတာလည်းမဖြစ်နိုင်ပါဘူးမြန်မာစကားကကျွန်တော်တို့နိုင်ငံတခုပဲကြွကြွချင်းချင်းသုံးကြတာဘယ်နိုင်ငံခြားသားကမှမြန်မာစကားတက်လို့သူတို့ရုပ်ရှင်ကိုကြည့်မှလဲကျွန်တော်တို့စီကနာမည်ကြီးတရုပ်ဆောင်နုပညာရှင်တွေအများကြီးပါဝင်ပြီးတကားလိုရည်ရည်ချက်စက်ကားတွေတောင်ထိုင်းမှာရှိတဲ့ယုံတွေကယုံပေးမတင်တော့ဘူးဒါကိုသူတို့ပြိုပြိုလေးရုပ်ရှင်ကြမှာနိုင်ငံတကာတော့ပပြလိုက်သေးတယ်ဆိုတော့ဘလို့လို့ဖြစ်နိုင်မှာလဲပြီးတော့အဲ့ဒီစကားကရဲလဲရရတာမဟုတ်ဘူးလို့ဗိုလ်ချုပ်စောမင်းတော်ကပြောပါတယ်